Okay အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့YouTube ကိုဘယ်လိုဖွင့်မလဲပြီးတော့ Gmail ကိုဘယ်လိုဖွင့်မလို့ကျွန်တော်ဒီနေ့ဒီငွေချင်းအားလုံးကျွန်တော်လာပြီးတင်ပြပါတော့နော်အကြောင်းကျွန်တော်ကိုလူတယောက်ကကျွန်တော်ကိုဒီ YouTube နဲ့ပတ်သက်အကြောင်းကိုကျွန်တော်ကိုလာပြီးပေးတင်ခိုင်းရပါ Okay နော် Okay ကျွန်တော်တို့အရင်ဆုံးYouTube ဒီမှာနော်ဒီအပေါ်မှာကျွန်တော်တို့တော့ဝင်လိုက်ပါနော်ဝင်တော့ကျွန်တော်တို့ Gmail ကောက်ဖွင့်ဖို့ဒီမှာနော်အမှကျွန်တော်တို့အမှနှိပ်ပေးရပါနော်โอเคနှိပ်ပြီးတော့ဒီကောင်လည်းကျွန်တော်ရဲ့လက်ဖွင့်ပေးရပါနော်ခဏဆောင်နော်โอเคပြီးကျွန်တော်တို့ဒီကောင်နှိပ်မယ်နော်အမှဒီမှာလည်းကျွန်တော်သူမေးတယ်ပေါ့ကိုဒီပေါ်လည်းကျွန်တော်ကိုရဲ့စီဝေးရေးပေါ့နော်ဒီအောက်လည်းကျွန်ကိုရဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်Gmail ကောက်ဖွင့်ရတယ်နော်သူနှမျိုးရှိတော့ဒါပေမဲ့ကျွန်တော်တို့ကိုပိုင်စီဝေးရေးပေါ့နော်ဒီအပေါ်ကနော်ဒီပေါ်နှိပ်မယ်နော်โอเคဒီပေါ်လည်းကျွန်တော်တို့သူနာမည်ထည့်ခိုင်းရနော်နာမည်တယောက်တော့ပဲထည့်ခိုင်းကျွန်တော်ဒီမှာထည့်လိုက်ပါနော်ကျွန်တော်နာမည်ဒီ UM ခရနော်ဒီအောက်ကမောနော်โอเคပြီးကျွန်တော်ထပ်ပြီးဒီအပြရအလောင်းအပြကိုကျွန်တော်နှိပ်လိုက်မယ်နော်နှိပ်တော့ဒီနေရာကျတော့သူကိုယ့်ရဲ့မွေးတဲ့သူထည့်ခိုင်းရပါတော့ကျွန်တော်ထည့်လိုက်ပါနော်โอเคပြီးဒီအောက်လည်းကျသူမင်္ဂလေးရဲ့ယောက်ျားလားသူပေးယူခိုင်းနော်โอเคပြီးကျွန်တော်တို့ဒီအပေါ်မှာယူလိုက်မယ်နော်ယူလိုက်တော့ကျွန်တော်တို့လာဖန်ထည့်ပေးရတူပဲနော်โอเคနော်လာထည့်ပြီးဒီလောက်ဒီအပြာလောင်းကိုနှိပ်ပါနော်ဒါပေမဲ့ကျွန်တော်တို့လာဖန်ကကျွန်တော်တို့ရှစ်လောက်ထည့်ပေးရအောင်နော်ဒီဗလဲ passport ဘာတော့ပြောရင် passport ရှစ်လောက်ထည့်ပေးရတူပဲနော်โอเคနော်โอเคကျွန်တော်တို့ Gmail ဖွင့်ပြီးကျွန်တော်တို့ YouTube ကိုတော်မယ်နော်โอเคကျွန်တော်တို့ YouTube နေရာရောက်တော့ကျွန်တော်တို့အပေါ်မှာပဲကျွန်တော်ပြန်နှိပ်ပဲအမှန်လားဒီကောင်ကိုကျွန်တော်ပြန်နှိပ်မယ်နော်โอเคနှိပ်ပြီးတော့ကျွန်တော်ကဒီခဏကဖွင့်တဲ့ Gmail ကောင်ကိုတူယူမယ်နော်โอเคဒီမှာကျွန်တော်ရဲ့ Gmail ကောင်နော်ဒီအောက်မှာနော်အမှန်နော်ကျွန်တော်နှိပ်လိုက်တော့သူပေါ်လာမှာနော်โอเคနော်โอเคပြီးကျွန်တော်တို့ကိုဘယ်လိုနာမည်ပြောင်းမရမလဲအနာကိုကျွန်တော်နှိပ်ပြရနော်နှိပ်ပြီးကျွန်တော်ဒီအောက်မှာနှိပ်ပြရတူနော်ဒါမှဒီအပေါ်မှာလေးနှိပ်လို့ရတာဒါပေမဲ့ကျွန်တော်အောက်လေးနှိပ်မယ်နော်နှိပ်ပြီးတော့ဒီမှာနော်သူပြောတယ်ဒီမှာနော်ဒီမှာကျွန်တော်တို့နှစ်ခုရှိရင်နော်ကိုယ့်ရဲ့ video နဲ့ကိုယ့်ရဲ့ဟိုဟာနော်ရှိရင်နော်ဒီမှာကျွန်တော်ဝင်နှိပ်ရမယ်နော်နှိပ်တော့ကျွန်တော်ဒီမှာနော်သူနာမည်ပြောင်းနေရဒီမှာနော်ဒီကောင်နှိပ်လိုက်တော့သူနာမည်ပြောင်းလို့ရတယ်နော်ဒီမှာမပေါ်လာတွေ့လားဒီမှာနော်နာမည်ပြောင်းလို့ရတယ်နော်โอเคပြီးကျွန်တော်တပေါင်းထည့်ရှိကျွန်တော်ဒီမှာထည့်ရရနော်ဒီပေါ်မှာနော်ကောင်နှိပ်တော့ဝင်ထည့်လို့ရရနော်โอเคနော်ဒါ Gmail ကောနဲ့ YouTube ချက်ဘူးနော်โอเคနော်အားလုံးမင်္ဂလာပါနော်โอเคနော်